ဦးစင်းတို့ကြောင်းလေးပါဓမ္မဝိတ္တုကြောင်းရှုခင်းလေးပြတယ်အခုကစုလေပုံသူစီရီတော်လေးကိုတော့ပြည့်စီလေးတော့တဲဝတ်လို့မတဲကတော့ရောက်တယ်အုပ်ဝဲတယ်တဲဝဲတယ်ကြောက်စလက်ဝဲတယ်ဒီလက်ပြေဝဲတယ်စုံတယ်ပေါ့ကြားလေးတဲဖို့လို့အဲ့ဒါခုတော့ပါဝင်လူတန်းလို့ရတယ်ဦးစင်းတို့ကြောင်းကြံကျဲကြီးပဲတော့အကြောင်းကမဆောက်ရသေးဘူးတော်ရအကြောင်းလေးပေါ့တက်ဝါအကြောင်းလေးဆောက်စေရီမတိလူကျင်လို့ပေါ်လို့ပေါ့နော်ဒါလေးနောက်ဒီဆိုမှဖေးတောင်းကြည့်လေဘကိုးတိုင်းဝမ်းမအင်းကြီးယူတာအဲ့ဒီဆိုမှဖေးမဟုတ်တဲ့ဝင်လာလို့ရှိရင်အဲ့မှာပရိเจ้าဆိုရှိတယ်မနိယာမเจ้าမိဘမဲ့ကြီးရလေးပေါ့အဲ့ဒီเจ้าရဲ့ဘေးเจ้าပေါ့အဲ့ဒီเจ้าရဲ့လက်ခွဲပေါ့နော်ဆရာတော်ကမြေခွက်လေးပေးတယ်လေအဲ့မြေခွက်လေးကတော်ကျဲ့ရှင်းလေးပြီးတော့ဒါဦးစင်းတဲ့เจ้าလေးပေါ့အဲ့လည်းကောက်တော့လာရောက်ကြပါလို့လိတ်လာကြတယ်လာလို့ကြတယ်နော်ဒီเจ้าလေးပါတော့ဦးစင်းဒီမှာတရင်တုံးပါတယ်နော်ဒါဦးစင်းလေးကြောင်းဘုရားကဒါဆရာပါညီတော့ကျောင်းနိုင်မှာခွေးလေးဒီကျောင်းကြီးမွေးတာကျောင်းက15ကောင်ကျော်ခွေးက9ကောင်လာခဲ့ကြပါကျောင်းသားလဲကျူးလီယာနော်ကျောင်းရှူရင်းလေးပြပါအကုန်လုံးပြပြောဖို့တော့ကောင်းတယ်တကယ်တော့ရတဘောပါအဲ့ဒီနေရာလေးမှာဇီးတယ်လေတာရန်အလန်ထောင်းတာစူးလေးပုံလူပေါ့စူးလေးတပေါင်းစု9000မြေဇီးတော်လေးတဲ့မယ်အဲ့ဒီနေရာလေးမှာပါဒီမှာတဲတွေအုပ်ရဝယ်ရပါတယ်နော်ဟိုမှာတပါးယုံလေးပါနော်လက်ရှိဦးစင်းတို့ညီတော်တော့ပါဒီเจ้าလေးမှာနေပါလေဟိုးထိတ်နာမှာပေါ့တိုက်เจ้าလူရှင်လည်းပေါ်တော့စောက်တယ်လေကိုလွင်ကိုကူးတို့ရတာပေါ့လူလည်းရတယ်မလူလည်းရတယ်ကြုံတော့ကြုံခဲ့ပေါ့လူရှင်တွေရတယ်ရှိပါတယ်ဒါပေမဲ့ခုနှစ်သားလေးလှူပါဝင်နေခြင်းနဲ့9000ပဲ1000ပဲနိုင်လောက်ပါပဲလှူတာ9000တသိန်းစသဖြင့်လူကြ10သိန်း15သိန်းလှူလည်းရတယ်ဒီနေရာလေးမှာအကြောင်းဆောက်ခြင်းပဲဒီနေရာရှင်းရအောင်ဟိုမှာလူကမိုက်ကြီးကအကြောင်းလေးကိုရင်လေးတွေကျောင်းသားလေးတွေပေါ့မူလာတန်းပေါ့အဲ့မှာကျောင်းတက်ကြကျောင်းစလက်ကျောင်းသားသမီးလေးကောက်လိုက်ပဲတော့လာတယ်မလားနေရတယ်